First grade သင်ခန်းစာ33တီးကြည့်အောင်3 4 timing metronome ကို120နဲ့တီးကြည့်အောင်1 flat ဆိုတော့ F major key เนาะ1 2 3 1 2 3 1 2 3 1 2 3 1 2 တို့သင်ခန်းစာကျင့်တဲ့အချိန်မှာ metronome ကိုဖြည်းဖြည်းလေးတီးเนาะ metronome ဖြည်းဖြည်းလေးတီးမှတဖြည်းတင်လိုက်ပေါ့เนาะ metronome ဖြည်းဖြည်းလေးနဲ့တီးဒီမှာတဖြည်းတင်ပြီးလို့ရှိရင်အဲဒီ line တွေ space တွေကိုလည်းအလိုကျက်ထားเนาะအဲဆိုရင်ပိုလွယ်တယ်เนาะကျေးဇူးတင်ပါတယ်